ဟိုးရင်ကမိတ်ဆာပြင်ကြီးဘာဘက်တို့စာအရန်ဆွမ်းလွန်းလို့ဘဒူးမအနာမကက်ရဲတဲ့အတွက်တောက်ရန်ထိကြပြီးတကုတူအဆုံးစီရင်ခဲ့ပါတယ်ဒီကနီးမှာတော့နောက်ဘွားကြရင်တာမန်လူသားတယောက်အနေနဲ့ပဲလူဘွားကိုဖျက်တမ်းပါရစီလို့ဆုတောင်းခဲ့ပါတယ်အဲ့ဒီဆုတောင်းပြည့်သွားပြီးအားဆိုတဲ့တာမန်ကောင်လေးတယောက်ဖြစ်ဝင်စားလာခဲ့တယ်သူရဲ့ရည်ရွယ်ချက်ကတော့ဒီဘွားမှာအဆွမ်းတွေကိုဖုံးကွယ်ပြီးစော်ကြည့်ပဲလို့ဖို့ပါပဲအရင်ဘွားကမညံတွေပါလာတဲ့အတွက်သူဟာကိုခံပညာရောမောပညာမှာပါဆရာတဆူဖြစ်နေခဲ့တယ်အရွယ်ရောက်လာတဲ့အခါမှာတော့သူရဲ့အိမ်မက်ဖြစ်တဲ့စော်လန်းလေးတွေနဲ့ဘလူးပလဲလို့ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့ပေါင်းတီးဆက်ဆံရေးစကေးကတုံညဖြစ်နေတော့ရက်ကွက်ထဲကကောင်လေးတွေကိုအရင်စပါဖို့ပထမဘောက်ကနေချောင်းကြည့်နေရတယ်အဲ့ဒီတောက်ဘောလုံးရဲ့ကြောက်ကောင်လေးတွေကကြောက်ပြီးပြေးကြပါတယ်အဲ့ဒီနောက်ကောင်မလေးတွေကိုတွားကြောက်ပြီးမယ်တောက်ရန်တွေတုံလို့ပြီးဘိုက်တွေပါနားလာတဲ့အထိဖြစ်သွားခဲ့တယ်ဘလို့မှအစင်မပြေတဲ့အဆုံးရွာလူကြီးစီကအကြံတောင်းတော့ရင်ကြီးဆက်ဆံဖို့အကြံပေးလိုက်ပါတယ်အဲ့ဒါကိုတလွဲနားလဲပြီးကလေးတွေကိုတွားရောပြန်တော့လေကလေးတွေကလစ်ပြေးကြပြန်ပါတယ်တောက်ရန်ဒေါ်ထွက်သွားတဲ့အက်ကတော်တဲ့ဝင်ပြီးမွန်စတာတွေကိုအမဲဖြတ်ရင်ဒေါ်ဖြစ်နေခဲ့တယ်အဲ့ဒီအချိန်တော်ထဲမှာချီယာဝန်မှုတွေကြီးတစ်ကောင်နဲ့ချနေတဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရတယ်ဝင်ကူတက်ပြီးသူငယ်ချင်းလှုပ်ဖို့တွားကြောက်တဲ့အခါမှာတော့စကားပြောမတတ်တဲ့အက်ရဲ့ပေါက်ကရစကားတွေကြောင့်ကောင်မလေးကငိုပြီးထွက်ပြေးသွားခဲ့တယ်နောက်မှတီးလိုက်ရတာကအဲ့ဒီကောင်မလေးကရွာလူကြီးရဲ့တမီအရီနာဖြစ်နေခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးဒီကောင်ကြီးကအရီနာနောက်ကိုတခေါက်လိုက်ပြီးတောက်ရန်ကက်တွေနေခဲ့ပါတယ်မွေးနေ့မှာပန်စီတွားပြီးတော့လေအမြင်ကက်နဲ့မီးမော်တုံပြီးအကင်ခံလိုက်ရတယ်ဒီလိုနဲ့တညမှာတော့ရွာကိုဂိုဘလင်းတွေဝင်တိုက်ပါတယ်အရီနာတော်တဲ့ကပြန်မလာသေးဘူးဆိုတာသိလိုက်ရတော့သူ့တွားကြောင်လို့အိမ်မပြန်ရေးတာဆိုပြီးကိုအပြစ်တင်ကတော်တဲ့ကိုအမြင်လိုက်သွားခဲ့ပါတယ်တော်တဲ့ရောက်တော့အောက်ကောင်တွေဝိုင်းနေတာကိုတွေးလိုက်ရပြီးအကုန်လုံးမိခင်တက်ပြစ်လိုက်ပါတယ်ကဲတင်လိုက်ပြီမဲ့အရီနာကသူ့ကိုကျေးဇူးမတင်တဲ့အပြင်အထီးကျန်လို့တေးပါရစီဆိုပြီးပြောလာခဲ့တယ်အဲ့ဒီတော့မှအက်ကလည်းသူကိုယ်တိုင်လည်းအထီးကျန်နေတဲ့ကောင်မို့လို့တငယ်ချင်းလောက်ကြဖို့တေချာနားချလိုက်တော့မှနှစ်ယောက်တာတစ္ဆာဆိုပြီးအချစ်စောတငယ်ချင်းတွေဖြစ်သွားကြတယ်နှစ်တွေကြာလာပြီးနောက်မှာတော့အရီနာကအရဲ့ဂရေမကိုတက်ခွပြီးမော်ကျောင်းတော်ကိုအတူတူတက်ဖို့လာခေါ်ခဲ့ပါတယ်ငင်းမရတဲ့ဆုံကျောင်းကိုရောက်သွားတဲ့အခါကျောင်းကြီးဂိုးနဲ့တွေ့ခဲ့ပါတယ်ဂိုးကသူတို့နှစ်ယောက်ဟာသူရဲကောင်းကြီး၃ယောက်ရဲ့တွေးသားတွေဖြစ်တယ်လို့ပြောလာတယ်အကတော့သူမိဘတွေကအတုံးမကျတဲ့သူတွေလိုပဲထင်ထားခဲ့တာပါဂေါဘလင်းတွေကိုနေနေခဲ့တဲ့နာမည်ကြောင့်ဝင်ခွင့်စာမေးပွဲဖြေစရာမလိုပေမဲ့တခြားကျောင်းသားတွေကကျောင်းထောင်းနောက်ခံကြောင့်တက်ရတာပါလို့အထင်မတင်းအောင်စာမေးပွဲတော့ဝင်ဖြေခဲ့ရတယ်အဖြေထွက်လာတဲ့အခါအရီနာကအော်မြင်တွားပြီးမဲ့အကတော့တုံညပဲရခဲ့ပါတယ်ဘာလို့လဲဆိုတော့သူဖြေခဲ့တဲ့အဖြေတွေကတောက်ရန်ကိုအစင်းမလို့နေလို့စစ်တဲ့သူတွေကနားမလဲပဲတုံညပေးလိုက်တာပါပြီးတော့ဂိုးကသူတို့ရဲ့မိဘတွေဟာလွန်ခဲ့တဲ့10နှစ်ကနတ်ဆိုးဘရင်ကိုနေနေခဲ့တဲ့တူရီကောင်းတွေဆိုတာကိုကြီးညာလိုက်တဲ့အတွက်တာမန်လူဖြစ်နေခြင်းနဲ့အားတယောက်အစီအစဉ်တွေတောက်တယ်လို့ဖြစ်သွားခဲ့တယ်ကျောင်းထဲမှာအားတယောက်စော်ကြည့်ပဲဖြစ်နေတာကိုမနာလို့တဲ့အထက်တန်းလောလူမိုက်ကောင်အရဘတ်တို့ဟာဂျင်းနီဆိုးတဲ့ကောင်မလေးကိုအနိုင်ကျင့်မာတော့တယ်ဒါကိုအကဝင်တာတဲ့အခါပြန်ပွဲလုပ်ပြီးနိုင်ရင်တောင်းမဲ့မယ်လို့ဆင်ခေါ်လိုက်တယ်အဲ့ဒီချိန်အတန်းလေးကိုဆီယမ်မတယောက်ဝင်လာခဲ့ပါတယ်သူမကတော့အရင်ဘောကမိစာပင်ကြီးရဲ့လက်အောက်ခံဘိုးချုပ်ဟောင်းအိုလီဗီယာပါပဲအစကတော့သူ့ကိုမမိတွားပြီးလားဆိုပြီးလန့်သွားပြီမဲ့ပြန်ပွဲကိုကြီးကြပ်ပေးဖို့လာတာဆိုလို့တပ်ပြချနိုင်ခဲ့ပါတယ်ပြန်ပွဲစတာနဲ့အရဘတ်တို့ကမီလုံးတွေနဲ့အဆက်မပြတ်ပိတ်ခတ်ပေမဲ့အကအီစီလေးကာဝယ်ပစ်လိုက်တယ်တောက်ရန်တော်ထွက်သွားတဲ့အရဘတ်တို့ကအပြင်းဆုံးမီးမော်ကိုတုံးလိုက်ပြီမဲ့အကအတားလေးဆုပ်ယူပြီးပိုကြီးတဲ့မီးစင်နှမောင်ကြီးနဲ့ပြန်တီးလိုက်ပါတယ်ရှုံးတော့တဲ့အရဘတ်တို့ကိုနောက်တစ်ခါလာရှုပ်ရင်မင်းအမေကိုဆွဲပြီးမင်းထက်တာတဲ့ကလေးမွေးပြီးမယ်ဆိုပြီးပညာပေးလိုက်ပါတယ်ပြန်ပွဲအပြီးမှာတော့ဆီယမ်မအိုလီဗီယာကအက်ကိုမော်ဆွဲနှစ်ခုကိုတပြိုင်နက်တည်းတုံးခဲ့တာလားဆိုပြီးမိလာပါတယ်အဲ့ဒီချိန်မှာမော်နှစ်ခုကိုတပြိုင်နက်တုံးတာဟာပျောက်ကွက်နေတဲ့ပညာရက်ကြီးဖြစ်လို့လူတွေအကုန်လုံးအံ့ဩသွားကြပါတယ်လူဝက်ချက်တွေပေါက်တော့မှဆိုလို့အကြောင်းပြချက်ပေးပြီးမယ်အိုလီဗီယာကတော့သူ့အကြောင်းကိုအချိန်တန်စုံစမ်းမယ်လို့ပြောရခဲ့တယ်အဲ့ဒီနောက်ကွင်စင်လီလာရဲ့အနေနဲ့အစင်းမြဝံမလွေမဲကြီးကိုတွားတက်ဖို့တာဝန်ကျပါတယ်သူတို့ဖွဲ့တွေကိုဂျင်းနီကိုပါထည့်ထွင်လိုက်ပါတယ်ဝံမလွေမဲကြီးကိုတွေးတဲ့အခါဂျင်းနီကကြောက်လန့်ပြီးဘာမှမလုပ်နိုင်ဖြစ်နေပေမဲ့အဲ့နဲ့အရီနာတို့ကတော့အီစီပဲအပြတ်ရှင်းလိုက်ပါတယ်ကိုကိုတုံးမကြဘူးဆိုပြီးဝိုင်းနေတဲ့ဂျင်းနီကိုအက်ကလီဒူတွေကမာနာစွမ်းအင်တွေနဲ့မော်ပညာတုံးနိုင်မဲ့စလုံးလက်ကွက်ကိုတင်ပေးလိုက်ပါတယ်ဒီနီးနဲ့ချီယာဝံမလွေကြီးကိုနေနေနိုင်သွားတဲ့အခါဂျင်းနီတယောက်အရန်ပြော့သွားပြီးအက်ကိုပြေးဖက်ပါတော့တယ်ဒါကိုမြင်တော့အရီနာကလည်းမနာလို့ဖြစ်ပြီးဝင်ဖက်ရကနေတုံးရောက်တာတွင်းနဲ့ကြီးတယ်ပြုတ်ကျသွားပြီးတော့ဘော့စ်နဲ့တွဲတိုးပါတော့တယ်အက်ကဘော့စ်ကိုအတေးလဲထူထောင်ပေးထားပြီးနောက်ဆုံးအဆုံးတက်ကိုတော့ဂျင်းနီကိုလုတ်ခိုင်းလိုက်ပါတယ်ဒီလိုနဲ့ဂျင်းနီလည်းကိုယုံကြည်မှုပြန်ရသွားပါတယ်အဲ့ဒီနောက်ဘိုးဆဲဂျိုကိုအိုလီဗီယာစီယူသွားပြီးတော့အားလုံးအံ့ဩသွားကြတယ်အဲ့ဒီချိန်မှာစပန်ဆာကဂျင်းနီကိုလာပြီးဆော့ကားပါတယ်ဒါပေမဲ့ယုံကြည်မှုတွေပြန်ရနိုင်ပြီဖြစ်တဲ့ဂျင်းနီကစပြန်လက်ရှိပါလိုက်ပြီးအရီနာကပါဝင်ကူကစပန်ဆာကိုအမိုက်ပုံတယ်ထည့်လိုက်ပါတယ်ကျောင်းအကြီးကိုကကျောင်းအတွက်မိဖုရားစီကရန်ပုံငွေလိုချင်လို့အဲ့ကိုကျောင်းသားတို့ရဲ့တိုက်ခိုက်ရေးပြန်ပွဲမှာဝင်ပြန်ပေးဖို့တောင်းဆိုပါတယ်အစကတော့အိုလီဗီယာနဲ့ပြဿနာမဖြစ်ရှင်လို့ညင်းပေမဲ့မော်ဖီယာဆိုတာဘွားကိုပိုကောင်းမွအောင်လှုပ်ပေးရမယ်ဆိုတဲ့ခံယူချက်ကြောင့်အကနောက်ဆုံးမှလက်ခံလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အိုလီဗီယာကသူ့ရဲ့စုံမောက်တော်ပြီဖြစ်တဲ့အကိုဖြစ်သူနဲ့တူတယ်ဆိုပြီးအကိုပို့ပြီးသတိထားမိတော့ပါတယ်နောက်တော့ဂျင်းနီကအကိုချင်းတွေ့ဖို့စကားဆလာပါတယ်ပထမဆုံးအချိန်ကောင်းမလေးတယောက်ကချင်းတွေ့ဖို့ခေါ်တာဖြစ်လို့အတယောက်တဘောကျသွားပြီမဲ့အရီနာကပါအတင်းလိုက်မယ်ဆိုလို့၃ယောက်တာချင်းတွေ့ကြပါတော့တယ်သူတို့ပြဿနာကြုံသွားပြီးဘာဘက်ဒုစ်နဲ့လီဒီယာတို့အကြောင်းပြဿနာကြည့်ကြပါတယ်ပြဿနာထဲမှာလီဒီယာကိုနူးညက်တိမ်မွေးတဲ့မင်းကလေးဖြစ်တရုတ်ဖော်ထားပြီမဲ့တကယ်လက်တွေ့အတိတ်မှာတော့လီဒီယာဟာသူ့ကိုအမြဲနိုင်ခြင်းနဲ့ကောင်းမလေးဖြစ်နေလို့အတယောက်ကြီးနေရတဲ့စိတ်ထဲမှာကတိကောက်အောက်တွေဖြစ်နေပါတော့တယ်ပြဿနာပြီးမှအက်ကလမ်းကြားလေးတစ်ခုတည်းကနေမိဖုရားကိုအစင်းမြင့်မော်ပညာတွေတုံးပြီးလှုပ်ကြက်မဲ့အစီအစဉ်တွေကိုကြားတော့ပါတယ်အဲ့ဒါနဲ့ကောင်းမလေးနှစ်ယောက်ကိုခြံထားခဲ့ပြီးလိုက်သွားပြီမဲ့ဂျင်းနီနဲ့အရီနာတို့ကပါနောက်ကနေလိုက်လာကြပါတယ်တကယ်တော့လူဆိုးတွေကအတိုကိုထောင်ချောက်ဆင်ပြီးဖန်စီဖို့လုပ်တာဖြစ်ပါတယ်လူစုကောင်းဆောင်ကအက်ကိုမီရှူတက်ဖို့လုပ်ပြီးမဲ့အက်ကတော့မီတော့တွေကြားထဲမှာအေးစီရက်နေပြီးလက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့မီရီကိုငိန်သွားစေပါတယ်ခေါင်းဆောင်ဖြစ်သူကနှက်ဆိုးဖြစ်ပြောင်းလဲပြီးထွက်ပြေးပြီမဲ့အက်ကကောင်းကင်ကနေပြန်လိုက်သွားပြီးတစ်စက္ကန့်မင်းကလေးကိုကယ်တင်က Flash of Bubble ဆိုတဲ့မန်ထက်နဲ့အမုံကျိတ်ပေးလိုက်ပါတယ်ဒီလူရဲ့ကြောင့်အက်ဟာနိုင်ငံရဲ့တူရေကောင်ဖြစ်သွားပြီးမိဖုရားကွင်းရိုစီနဲ့တွဲဆောင်ခွင့်ရသွားပါတယ်မိဖုရားချီရောက်တဲ့အခါအရီနာကမိဖုရားကိုနာမည်ရင်းဖြစ်တဲ့ရိုစီလို့ခေါ်လိုက်လို့အားလုံးနဲ့တော့ပြီ
မဲ့မိဖုရားကသူတို့ဟာတငယ်ချင်းတွေဖြစ်လို့ရပါတယ်ဆိုပြီးအားလုံးရှင်းပြပါတယ် Queen Rose ကဖန်တကွန်အဆင့်ရှိတဲ့မော်ဆီယာအဖြစ်ယာတူတိုးပေးပေမဲ့အကတော့ယာတူးမယူပဲကြောင်းအတွက်ရန်ပုံငွေပဲတောင်းလိုက်ပါတယ်တစ်ဖက်မှာတော့ဆီယမဂျက်စီကာနဲ့ကြောင်းအကူတို့ကအကူကြောင်းရဲ့နီးပြဆရာအဖြစ်ခန့်ချင်နေကြတယ်ညဘက်အားရဲ့အဆောင်ခန်းတွေကိုဂျင်းနီကညဝအင်ကြီးအမိုက်စားလေးကိုပြီးရောက်လာပါတယ်အဲ့ဒီချိန်မှာအရီနာကပါရောက်လာပြီးဂျင်းနီနဲ့အရှင်တွေကိုမြင်တွေ့တဲ့အခါဒေါ်ရလိုက်ထွက်ပြီးမင်းနဲ့ကောက်ပေါက်ပါတော့တယ်ကောမလေးနှစ်ယောက်ရန်ဖြစ်နေတာကိုအကဝင်ဆွဲနေတော့ဆီယမဂျက်စီကာရောက်လာပါတယ်ဂျက်စီကာကသူတို့နှစ်ယောက်ကိုရန်မဖြစ်ပဲတိုက်ခိုက်ရေးပြိုင်ပွဲမှာဝင်ပြိုင်ကြဖို့အကယ်၍သူတို့လာပြိုင်ပွဲမှာအနိုင်ရခဲ့ရင်အဟာနီးပြအဖြစ်ခန့်ရမှာဖြစ်ပြီးအမိုက်စားနီးပြဖို့ဆောင်ကြီးကိုဝေးရလိမ့်မယ်လို့ပြောပြီးတင်းသွင်းလိုက်ပါတယ်ဒီခါမှာတော့ဂျင်းနီနဲ့အရီနာတို့နှစ်ယောက်လုံးကပြိုင်ပွဲဝင်ဖို့တဘောတူလိုက်ကြပါတယ်ပြိုင်ပွဲနှစ်ယောက်တော့အရီနာရဲ့ပွဲစဉ်စတဲ့အခါအရီနာတယောက်အစပိုင်းမှာအရှင်နေမလှပြီမဲ့တူမကိုအားပေးနေတယ်လို့ထင်ရတဲ့အကိုမြင်လိုက်ရချိန်မှာတော့ယုံကြည်မှုတွေပြန်လည်ရရှိလာပြီးပြိုင်ပွဲကိုအနိုင်ယူနိုင်ခဲ့ပါတယ်အဲ့ဒီနောက်အရီနာရောဂျီနီပါပွဲစဉ်တစ်ချောင်းဆက်တိုက်အနိုင်ရခဲ့ပြီးနောက်ဆုံးဘူလူပွဲမှာသူတို့နှစ်ယောက်ထိပ်တက်တွေ့ဆုံကြဖို့ဖြစ်လာပါတယ်ဘူလူပွဲမှာစလေးခင်းမှာပဲပရိသတ်ထဲမှာထိုင်နေတဲ့အမီမတိလူတစုကနှက်ဆိုးတွေအဖြစ်ပြောင်းလဲသွားပြီးအားကစားကွင်းတစ်ခုလုံးကိုဖျက်ဆီးပါတော့တယ်အရီနာနဲ့ဂျီနီတို့ကလည်းသူတို့ကိုသူတို့ကာကွယ်ဖို့ကြိုးစားကြပါတယ်အရီနာနဲ့ဂျီနီတို့ရှေ့ကိုအေယာမဂေါ်ဒန်တကောင်ရောက်လာကြီးမှာတော့ဖခင်ဖြစ်သူအိုလီရောက်လာပြီးလေဆွားရင်နဲ့အဆိုးပါဂိုလန်ကြီးကိုဖျက်ဆီးလိုက်ပါတယ်ဒါပေမဲ့မမျော်လင့်မဲ့ဂျက်စီကာကအိုလီရဲ့ရင်ဘတ်ကိုလက်နဲ့ဖောက်တွင်ကတိုက်ခိုက်လိုက်ပါတယ်ဂျက်စီကာတူမရဲ့နာမည်အစ်စ်ကငကားပြင်အဲဇက်ဖြစ်ကြောင်းနဲ့တူမဒီကိုလာအရီနာကိုလိုချင်လို့ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်ဂျင်းနီကအရီနာကိုထွက်ပြေးဖို့ပြောပြီးအဲဇက်ကိုတူမရဲ့အပြင်းထန်ဆုံးမော်ဆွားရင်နဲ့တိုက်ခိုက်ခဲ့ပေမဲ့အဲဇက်ကဂျင်းနီကိုအလွယ်တကူပဲပြန်လည်တိုက်ခိုက်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဂျင်းနီတက်ကိုချမ်းသာပေးဖို့အပေးယူလို့ကအရီနာတယောက်အဲဇက်နက်ကိုလိုက်သွားခဲ့ရပါတယ်စီဘီကဲမှာသတိပြက်လိုက်လာတဲ့အိုလီကအဲဇက်ဆိုတဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြို့တော်ကိုဖျက်ဆီးခဲ့တဲ့ငကားကြီးဖြစ်ကြောင်းပြောပြပါတယ်အကအရီနာကိုတွားခဲ့မယ်လို့ဆုံးဖြတ်လိုက်တဲ့အခါအားလုံးကတာစီကြပေမဲ့အယယုံကြည်မှုကြောင့်နောက်ဆုံးမှာတော့အိုလီကအက်ကိုတဝင်းဘန်နာတိုက်ထဲကပစ္စည်းတွေအတုံးပြခွင့်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့အဲဇက်ရဲ့ဆိုင်အိမ်မှာအရီနာဖမ်းဆီးခံရပါတယ်အဲဇက်ကအီရီနာရဲ့တွေးကိုအတုံးပြပြီးတခြားကဘာတစ်ခုမှဂျိတ်ပိတ်ခံရတဲ့မကောင်းဆိုးဝါးနှက်ဖျားတစ်ပါးကိုရှင်းတောင်လုံးမဲ့ကြောင့်ပြောပြပါတယ်တူမကဒီကဘာကြီးကိုမုံတီးနေသူတယောက်ဖြစ်ပါတယ်အက်ကအရီနာကိုတွားခဲ့ဖို့ပြင်ဆင်နေချိန်ဂျင်းနီကလိုက်ရှင်းတယ်လို့ပူစားပေမဲ့အက်ကတူမကိုမိဖို့ကြောင့်သွားပြီးအတန်းရဲ့ပတ်မှုတာလုပ်နေဖို့နောက်ပြန်ပြောဆိုကကောင်းကင်ပေါ်ပြန်တန်းထွက်ခွာသွားခဲ့ပါတယ်အဲဇက်ရဲ့ဆိုင်ကိုအဲရောက်ရှိသွားပြီးနှက်ဆိုးတွေကိုရှင်းလင်းကအရီနာကိုကယ်တင်လိုက်ပါတယ်အဲ့ဒီချိန်မှာအဲဇက်ကအရီနာရဲ့မျိုးရိုးမှန်ကိုဖွင့်ချလိုက်ပါတယ်အရီနာရဲ့နောက်ဆုံးနာမည်ကလာဘီယိုဖြစ်ပြီးတချိန်ကကဘာကိုအုပ်စုခဲ့တဲ့မကောင်းဆိုးဝါးနှက်ဖျားတွေရဲ့ဆွေမျိုးစိတ်ဖြစ်ကြောင်းပြောပြပါတယ်ဒါပေမဲ့အက်ကတော့အရီနာဘလိုလူပဲဖြစ်ဖြစ်ဂီးမဆိုင်ကြောင်းနဲ့တူးတွက်တော့အရီနာဟာမုံတိုင်းအပြီးကနေအောင်ကြီးလေးလိုဖြစ်ကြောင်းပြောလိုက်တဲ့အတွက်အရီနာအရင်ဝမ်းနာသွားခဲ့ပါတယ်ဒေါ်ထွက်သွားတဲ့အဲဇက်ကအီယာမနဂါကြီးအဖြစ်ပြောင်းလဲသွားပါတယ်အက်ကလည်းသူယုံကြည်ရဆုံးစစ်သူကြီးလီလီယာရဲ့ဝိညာဉ်ကိုဓာအဖြစ်ဖန်ဆင်းကကောင်းကင်ရံတိုက်ပွဲဆင်နွှဲပါတော့တယ်အဲဇက်ကအက်ကိုမင်းရဲ့ဆောက်ရင်အစွမ်းထက်တဲ့စွမ်းအားတွေကြောင့်တနေ့ကျရင်အရီနာကမင်းကိုမုံတီးသွားလိမ့်မယ်လို့ပြောလိုက်တဲ့အတွက်အက်ကတခဏသာတိုးယူသွားခဲ့ပါတယ်ဒါပေမဲ့အရီနာရဲ့အားပေးစကားကြောင့်အန်တရီပြန်ဝင်လာပြီးအဲဇက်ကိုအစွမ်းကိုအနိုင်ယူလိုက်ပါတယ်တိုက်ပွဲပြီးမှအရီနာကသူမအနေနဲ့အရဲ့ဘေးမှာအယုံကြည်ကြည်ရက်တည်နိုင်ဖို့အတွက်ပုံမချက်ခံအောင်ကြိုးစားတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဆာဗီယာဒန်ဂျွန်ထဲမှာနှစ်300ကြာလေ့ကျင့်မှုတွေအဆုံးတက်ပြီးပြန်ထွက်လာပါတယ်ဒါပေမဲ့ဝင်ကဘာတဲမှာအချင်းစီးဆင်းမှုတွေကွာခြားတဲ့အတွက်အပြင်လောကကြီးကအများကြီးပြောင်းလဲနေခဲ့ပါပြီမျက်နှာဖုံးစုံလူတယောက်ကဆာဗီကိုတွေးဆုံပြီးနှက်ဆိုးပြင်ဘာဘက်ဒုစာအခုခေတ်မှာအဆိုတဲ့ကောင်လေးအဖြစ်ဝင်စားနေကြောင်းပြောပြလိုက်တဲ့အတွက်ဆာဗီတယောက်အကိုဒုက္ခပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကျောင်းမှာတော့ကျောင်းအကြီးကိုကအလူငွေရဖို့ကျောင်းရဲ့နေ့တရားပြည့်အထိမ်းအမှတ်အဖြစ်ပြဿနာတစ်ခုကပြဖို့စီစဉ်နေပါတယ်ဒါပေမဲ့သူတို့စီကိုလာလို့ခေါ်တဲ့ဒုစီကနေလူရီကိုနဲ့လှုပ်ထားတဲ့ပြဿနာဖြတ်တိမ်ဖို့ရှင်းချောက်စားတဲ့ဆောင်ရောက်လာခဲ့ပါတယ်ဒီလိုအန်ရရှိတဲ့လူတွေကိုရင်ဆိုင်နိုင်တာအားတယောက်ပဲရှိတာမို့ကျောင်းအကြီးကသူ့ကိုကြောင်ဝင်တဲ့ကင်းလဲပေးဖို့တောင်းဆိုခဲ့ပါတယ်စာတင်ကန်ထဲမှာတော့အာဂျင်နီနဲ့အရီနာတို့အေးအေးဆေးဆေးနေတော့ဆိုဖီကအကိုလိုက်ရှာရင်အခန်းထဲဝင်ချလာပါတယ်ဆိုဖီကအကိုနှက်ဆိုးပြင်အဖြစ်ကနေထွက်ပြေးလာတယ်လို့ဆွဆွဲပြီးအမှန်တရားကိုတရားဖို့အတွက်တူမနဲ့ရှင်ပြိုင်ဖို့စင်ခေါ်ခဲ့ပါတယ်အိုလီဗီယာကလည်းဒီစင်ခေါ်ဘဲကိုလက်ခံဖို့အကိုအတင်းကျပ်ဖိအားပေးခဲ့ပါတယ်ပြိုင်ပွဲစရတဲ့ဆိုဖီကအရန်မြန်ဆန်တဲ့အချိန်နဲ့တိုက်ခိုက်ပါတယ်အကတမင်တက်အချုံပေးဖို့စီစဉ်ထားပေမဲ့ဆိုဖီရဲ့လောင်ပြောင်မှုတွေကြောင့်စိတ်တူလာပြီးအနိုင်ယူလိုက်ပါတယ်ခြုံသွားတဲ့အတွက်ဒေါ်လာထွက်သွားတဲ့ဆိုဖီယာတားမြစ်ထားတဲ့ဒေမစ်အာဂတ်စ်လို့ခေါ်တဲ့ဓာတ်ကိုဆွဲထုတ်ပြီးအစိမ့်ငွေတွေလွတ်ထုတ်ခဲ့တယ်ပြန်ကောင်းစွာနဲ့ပဲအိုလီဗီယာဝင်တားခဲ့ပြီးဆိုဖီကိုပြင်းပြင်းထန်ထန်ဆူပူခဲ့ပါတယ်အရီနာကလည်းဆိုဖီကိုခေါင်းခေါက်ပြီးဘေးလူတွေကိုထည့်မစင်စားတဲ့လုပ်ရက်ကိုအပြစ်တင်တော့ဆိုဖီတယောက်တူမရဲ့အမဖြစ်သူလေဒီယာကိုတတိယသွားပြီးငိုကြွေးခဲ့ပါတယ်ပွဲတော်အတွက်အတုအတန်းကအစိကန်ကော်ဖီဆိုင်ဖွင့်ဖို့ဆုံးဖြတ်ခဲ့ကြပြီးဂျီနီကဝတ်ဆုံတာဝန်ယူခဲ့ပါတယ်တစ်ဖက်မှာလည်းဒနာအီလာဓာပင်ပြိုင်ပွဲကိုကျင်းပဖို့ကြီးညာခဲ့ပါတယ်အနိုင်ရသူကလေဒီယာအတုံးပြုခဲ့ဘူးတဲ့တန့်စင်တဲ့ဓာကိုရရှိမှဖြစ်တဲ့အတွက်ဆိုဖီဂျင်းနီအရီနာအိုလီဗီယာနဲ့အတုအားလုံးပြိုင်ပွဲဝင်ဖို့ဖြစ်လာခဲ့ပါတယ်ပြိုင်ပွဲတွေကြားထဲမှာပဲဂျင်းနီကအလှမဲ့ပြိုင်ပွဲကိုဝင်ပြိုင်ခဲ့ပါတယ်အဲ့ဒီပွဲမှာအကပြိသက်ထဲမှာကင်းလဲနေရင်အရင်ကဂျင်းနီကိုအနိုင်ကျင်းခဲ့တဲ့စပန်ဆာကိုတွေ့ခဲ့ပါတယ်စပန်ဆာဟာအဝေါ်လိုနေတဲ့လူတယောက်ဖြစ်နေပြီးတူငယ်စဉ်ကမိသားစုရဲ့ဖိအားတွေကြောင့်ဂျင်းနီပေါ်ဆူဆူရွာဆက်ဆံခဲ့မိကြောင်းနောင်တရနေခဲ့ပါတယ်အလားပြိုင်ပွဲမှာတော့မပါဝင်မဲနဲ့ဂျင်းနီနဲ့အတုကအနိုင်ရရှိသွားခဲ့ပြီးဂျင်းနီတယောက်ရဲ့ချီကျူးစကားတွေကြောင့်အရန်ကိုပြွှင်သွားခဲ့တယ်ဒါပြင်ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်မှာတော့အနဲ့အိုလီဗီယာတို့ထိတဲ့တွေ့ဆုံကြတယ်အကတူရဲ့အဆင့်မဲ့အစွမ်းတွေကိုဖုံးဝယ်ထားခြင်းတို့အရှုံးပေးဖို့ကြံစီထားပြီးမဲ့အိုလီဗီယာရဲ့တိုက်ခိုက်မှုကိုကာကွယ်လိုက်တဲ့ပလက်စမာတိုင်းကအရန်ပြင်းထန်လွန်းတဲ့အတွက်အိုလီဗီယာကိုဝေကြီးလွှင့်ဆင်သွားစေခဲ့ပါတယ်အဲ့ဒီလိုရဲ့ကြောင့်အဟာပြိုင်ပွဲကနေအရင်ရှင်မပြေးမိဘူးဆိုပြီးပင်မဲဖြစ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အရီနာနဲ့ဂျင်းနီတို့ထိတဲ့တွေ့ကြပါပြီဂျင်းနီကအားရဲ့အရှိကိုတယောက်တည်းတင်းပန်းရှင်နေတဲ့သူကိုလုံးဝအရှုံးမပေးဘူးလို့အရီနာကိုစင်ခေါ်လိုက်ပါတယ်စကယ်ကြီးတွေပြောခဲ့ပေမဲ့တကယ်တမ်းကျတော့ဂျင်းနီက
အရီနာကိုချုံသွားခဲ့တယ်အရီနာကလည်းအဘီမာနေဖို့ထိုက်တန်တာငါတယောက်တည်းလို့ခက်မမပြန်ပတ်လိုက်ပါတယ်နိုင်အနေငယ်ကြတော့ပြဆက်ကားပြဖို့အချိန်ရောက်လာခဲ့တယ်စက်ခုနောက်ကွယ်မှာဂျင်နီကဇက်ပိုးနေရလေးဖြစ်နေပြီမဲ့တောင်ရစစ်လို့ရှားနေတယ်လို့အခုပြောပြပါတယ်ဒါကိုကြတော့အရီနာကပို့ပြီးဖြစ်ရဝင်သွားခဲ့တယ်ဘာလို့လဲဆိုတော့သူကပြဆက်ရဲ့အရေးကြီးဆုံးလေဒီယာနေရာကနေတရုတ်ဆောင်ရမှာဖြစ်နေလို့ပါပဲအရီနာတယောက်အတန်းတွေတုံပြီးတောက်ရံတွေကြောက်နေတာကိုမြင်တော့အိုက်ကမင်းရဲ့အလားတရားနဲ့တင်ပိတ်သက်ကိုဖန်ဆားနိုင်ပါတယ်လို့ထူသားတဲ့အရှိတော်ကြီးလေးနဲ့နှစ်သိပ်ပေးလိုက်ပါတယ်တကယ်ပြဆက်စားတဲ့အခါအိုက်ကမဟာတစ္ဆာပေါင်းနဲ့ဆိုပြီးရင်ဘာဘတ်ဒုတ်နေရာကနေသူ့ကိုသူပြန်တရုတ်ဆောင်ရတာဖြစ်ပြီးဒဏ်ရာလို့တွေပြောတိုင်းတောက်ရံတွေချက်ပြီးယူနေခဲ့ပါတယ်ပြဆက်ကရင်နဲ့အိုက်က အတိတ်ကတကယ်ဖြစ်ခဲ့တဲ့တိုက်ပွဲတစ်ခုကိုပြန်တတိယသွားခဲ့တယ်အဲ့ဒီတုန်းကတူနဲ့လီဒီယာတို့နှဆိုဖျားချောင်းကိုချီတက်မလို့လို့တော့ဆယ်ဖီကအတင်းလိုက်မယ်လို့ကြီးကြခဲ့ပါတယ်ဒါပေမဲ့လီဒီယာကမလိုက်ခဲ့ဖို့ဒေါ်လာတကြီးတားမြစ်ခဲ့လို့ဆိုဖီခင်ဗျအဆက်ကွဲပြီးကြံခဲ့ရပါတယ်အဲ့ဒီညမှာဆိုဖီကဘာဘာဒုတ်စီလာပြီးသူကအတုံးမကြတဲ့ငပိမလေးလို့ထင်နေလားဆိုပြီးမေးခဲ့ပါတယ်လီဒီယာကသူ့ကိုအမြဲတမ်းချန်ထားခဲ့လို့ဝိုင်းနေနေတာပါဘာဘတ်တို့ကလီဒီယာဟာတူညီမလေးကိုအတက်အနေကနေကာကွယ်ခြင်းလို့လားဒီလိုလုပ်တာဖြစ်ကြောင်းတရားရှင်းပြပေးလိုက်ပါတယ်နောက်တစ်နေ့မနေ့ရောက်တော့နှဆိုဖျားကဓာကြီးဆွဲပြီးဘာဘာဒုတ်ကိုဝင်ခုတ်ဖို့လုပ်ပါတယ်ဒါပေမဲ့ရှေ့ကိုတလန်တိုးလိုက်တာနဲ့မြေမြုပ်မိုင်းတွေကဒိုင်းကနေပောက်ွယ်ပြီးနှဆိုစစ်တဲ့တစ်ခုလုံးတောက်ခွက်တွေလန်ကုန်ပါတယ်တိတ်တိတ်လေးထောင်ခဲ့တာကတော့ဆယ်ဖီဖြစ်နေပါတယ်နှဆိုဖျားကိုတော့လီဒီယာကအပြက်ရှင်းပေးလိုက်တယ်ပွဲပြီးတော့ဘာဘာတို့ကကျန်တဲ့မိုင်းတွေကိုပြန်ဖြတ်ခိုင်းတော့ဆယ်ဖီကဘယ်နာထောင်ခဲ့မှမတိတော့ဘူးလို့ခေါင်းကြောင်ပြတ်ဖြီလို့အာစီကနေအရှိကြီးထိုးခံလိုက်ရပါတယ်လီဒီယာကတော့တူညီမလေးကိုကာကွယ်ပြောဆိုပေးပြီးအရင်ကအော်ခဲမိတာကိုပြန်တောင်းပန်ခဲ့တယ်လက်ရှိအချိန်ကိုပြန်ရောက်တော့ပြဆက်လည်းပြီးသွားခဲ့ပါပြီဆယ်ဖီကတော့လီဒီယာကိုလာပြီးစိတ်တက်ကြနေပါတယ်အဲ့ဒီချိန်မှာစပင်ဖြူနဲ့ကောင်မလီဒီယာကိုမြင်လို့အနောက်ကိုလိုက်သွားခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒါလီဒီယာမဟုတ်ပဲတခြားလူဖြစ်နေတယ်အဲ့ဒီချိန်မှာမျက်နှာဖုံးစွန်းနဲ့ကောင်ရောက်လာပြီးအတိတ်ကဘာဘတ်တို့ကလီဒီယာကိုတက်ပစ်ခဲ့တဲ့မြင်ကွင်းကိုပြပြီးစိတ်တက်ကိုချိုးပြပစ်လိုက်တယ်ဆယ်ဖီကိုလီဒီယာအတွက်လက်စားရှိဖို့အုံနောက်စီလိုက်တာပါပဲအုံနောက်စီခံရတဲ့ဆယ်ဖီကအရီနာကိုတစ်ချက်တင်နဲ့အလေးထိုးပြီးအကူတစ်ပြအောင်လာသွေးဖို့ခေါ်လိုက်ပါတယ်ညရောက်တော့အားရောက်လာတဲ့အခါဆယ်ဖီကသူ့ကိုတက်ပစ်မယ်ဆိုပြီးလီဒီယာတက်စင်တဲ့ဓာတ်နဲ့သူဝင်ချပါတော့တယ်အကဆယ်ဖီအမူအရာမမှန်တာကိုရိပ်မိပြီးတစုံတယောက်ကအုံနောက်စီးထားတာမှန်သိလိုက်ပါတယ်အရီနာနဲ့ဂျင်နီတို့ဝင်တားပြီးမဲ့လုံးဝမနိုင်ပါဘူးနောက်ဆုံးတော့အကူတိုင်းဘာဘာတို့ပုံစံပြောင်းပြီးဆယ်ဖီကိုအပြက်ရှင်းဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာအာဒီယခန္ဓာကိုယ်တွေကနေလီဒီယာရဲ့အတန်ထွက်လာပြီးဆယ်ဖီကိုတားလိုက်ပါတယ်အဲ့ဒီတော့မှမျက်နှာဖုံးစွတ်ကောင်ထွက်လာပြီးဆယ်ဖီကိုတုံးမကြဘူးဆိုပြီးကန်ချလိုက်ပါတယ်ဒီကောင်ကမြို့တော်ကြီးကိုဖျက်ဆီးမယ်လို့ကြုံသွားပြီးဓာတ်ကိုတုံမို့လုပ်ပြီးမဲ့တက်စင်တဲ့ဓာတ်ကသူ့ကိုဓာတ်လိုက်ပြီးပြန်တက်ခိုက်သွားပါတယ်အကတက်စင်တဲ့ဓာတ်ဆိုတာတခင်ကိုရွေးချယ်တယ်လို့ခမမိုက်ပြောပြီးအဲ့ဒီမျက်နှာဖုံးစွတ်ငပိန်းကောင်ကိုအဆုံးတက်လိုက်ပါတယ်လီဒီယာဝင်းကြီးလေးထွက်လာပြီးဆယ်ဖီကိုအပေါ်အညိုးမထားဖို့နဲ့အရှင်တန်တို့ပြန်မဆုံးမရှင်းရှစ်တန်သွားဖို့မှကြားသွားခဲ့ပါတယ်ရန်နေငယ်ကြတော့အတော်တငယ်ချင်းတိုင်းလေးလိုက်ရခီထွက်လာကြတယ်ရထားလုံးပေါ်မှာဖဲကစားရင်ဂျင်းနီတယောက်အချုံးတွေစတိုက်ပေါ်ပြီးပွဲကျန်းနေပါတယ်ရုတ်တရက်ရထားလုံးကြီးရက်တန်သွားပြီးအဲ့နဲ့ကောင်မလေးနှစ်ယောက်ကလွဲရင်ကျန်တဲ့အချိန်တွေအကုန်ရက်တန်သွားပါတယ်အတူလည်းနေရာလို့တစ်ခုလေးကိုပြုတ်ကျသွားပြီးဂျင်းနီနဲ့အရီနာတို့ကအဲ့ရဲ့ပေါ်ကိုပုံရက်တာလေးအတိအကျပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒီချိန်မှာဖျားတခင်လို့ကိုပြောတဲ့ကောင်မလေးတယောက်ပေါ်လာပြီးသူတို့ကရွေးချယ်ခံရသူတွေပါလို့ပြောပြီးလာကြိုးပါတယ်ကပောက်ကိုတိုက်ခိုက်မဲ့တက်တော်ကြီးကိုနှိမ်နှင်းပေးဖို့တောင်းဆိုပြီးသူတို့ကိုရှစ်ခေကလာစီကိုပို့ပေးလိုက်ပါတယ်သူတို့ရောက်သွားတဲ့နေရာကတော့ကောင်းကင်မှာလန့်စင်ထွက်နေတဲ့ရှစ်ခေဘာဒီယာအင်ပါယာကြီးဖြစ်နေပါတယ်သူတို့ရှိမှတဲ့ကီမီကောက်အင်းဆက်မကောင်းဆိုဝါကြီးတကောင်ကိုတွေ့လိုက်ရလို့အက်ကအတားလေးပစ်ခွဲလိုက်ပါတယ်အဲ့ဒီပောက်ကွဲမှုကြီးကြောင့်အိုလီဗီယာရောက်လာပါတယ်ကောင်မလေးတွေကသူတို့ဆီယာမကိုမြင်ပြီးရင်သနီတွန်းနှုတ်ဆက်တော့အိုလီဗီယာကတောက်ရန်ကြောင်သွားပါတယ်အက်ကချက်ချင်းပဲစကားလမ်းကြောင်းလွှဲပြီးသူတို့ကတခြားတီတာကလာတာပါလို့လိန်ပြောလိုက်ပါတယ်အိုလီဗီယာကအဲ့ရဲ့အစွမ်းကိုတဘောကျသွားပြီးတော့အာကာဒတွေကလာတဲ့ရန်သူတွေကိုတိုက်ခိုက်ဖို့သူတို့တက်ထဲဝင်ဖို့ကန့်လန့်ပါတယ်အက်ကဘာသာရဲ့တပ်ဖွဲ့တွေကိုပဲဝင်ပေးဖို့စီကံချက်နဲ့လက်ခံလိုက်တယ်ဘာလို့လဲဆိုတော့ဘာသာရဲ့တပ်ဖွဲ့ကတေဆုံးနိုင်ခြင်းအနည်းဆုံးဖြစ်နေလို့ပါပဲဘာသာရဲ့သူတိတနာစင်တာကိုရောက်တော့စင်တာကြီးကပောက်ွယ်ပြီးပြက်စီးသွားပါတယ်ဒါပေမဲ့အကတော့ easy ပါပဲအဲ့ဒီနောက်မှာဘာသာပေါ်လာပြီးသူ့အမကိုချက်အရန်ပြီးရေပြနေပါတယ်ကောင်မလေးတွေကဘာသာကိုရင်းချက်တဲ့ပုံစံပကြီးကားရိတ်တွေမှာပဲမြင်ဘူးကြတော့အခုလိုကလီပေါက်စားပုံစံလေးနဲ့မြင်လိုက်ရတဲ့အခါလုံးဝကိုအံ့ဩမင်းနေတော့ကြပါတယ်အဲ့ဒီနောက်ဘာသာကမော်ပညာနဲ့စင်တာကြီးကိုပြန်ပြင်လိုက်ပြီးသူတို့ကိုအထဲခေါ်လာခဲ့ပါတယ်ပြီးတော့သူတို့အဖွဲ့တွေကိုဝင်ချင်းတဲ့အကြောင်းရင်းမှန်ကိုမေးလိုက်တဲ့အခါအကသူတို့တွေဟာအနာဂတ်ကနေရောက်လာကြသူတွေဖြစ်ကြောင်းအမတန်ဖွင့်ပြပြလိုက်တယ်ဒီစကားကိုကြားတော့ဘာသာတောက်ရန်ကိုစိတ်လှုပ်ရှားသွားပြီးသူတို့ကိုအနာဂတ်ပြင်အောင်ကူညီပေးမယ်လို့ဂရုပေးလိုက်တယ်သူတို့စကားပြောလို့မဆုံးသေးခင်ဆယ်ဖီကတကောက်ကိုစောင့်ဝင်ပြီးဘာသာကိုစတင်လိုက်ဖမ်းလိုက်ပါတယ်မမီရဲ့အဆုံးမှာတော့အကူညီတောင်းဖို့တူးအမကိုခေါ်လိုက်ပါတယ်အဲ့ဒီချိန်မှာကမ္ဘာချန်ပီယံအဖြစ်တမိုင်းမှာနာမည်ကြီးတဲ့လီဒီယာရောက်လာတဲ့အခါကောင်မလေးတွေအားလုံးဗစက်ဟောင်းတာနဲ့ငေးကြီးနေခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအထင်ကြီးမှုတွေကလီဒီယာတယောက်ဘာသာကိုပဲနဲ့ဆဲဆူလိုက်တဲ့အခါမှာတော့လုံဝကိုပျောက်ကွယ်သွားခဲ့ပါတယ်လီဒီယာကစစ်ကူထပ်ပြီးဖို့အော်ဟေးတောင်းဆိုတဲ့အခါဘာသာကအခုမှရောက်လာတဲ့လူတိတွေကိုတုံးဖို့ပြောလိုက်ပါတယ်လီဒီယာရဲ့မျက်လုံးတွေကဂျင်နီရဲ့ထွားချိုင်းလာတဲ့ရင်သားအဆုံစီရောက်သွားခဲ့တဲ့အခါဗစက်ကနေဒရွေးတွေကျလာပြီးပါတီလို့ဖို့ချက်ချင်းဖိတ်ခေါ်လိုက်ပါတယ်ဂျင်နီလက်တော့အချိန်မှာအကဝင်တာလိုက်တဲ့အတွက်လီဒီယာတောက်ရန်တော်ထွက်သွားပြီးအပြင်မှာချဖို့ဆင်ခေါ်လိုက်တယ်အဲ့ဒီနောက်သူတို့နှစ်ယောက်အပြင်မှာအကျိတ်နဲ့ဆဆကြပါတယ်အကယူဒရာချပေမဲ့လီဒီယာကတော့မျက်လုံးတဲတဲပတ်ထည့်ပြီးအောက်လုံးတွေတုံးကမတာပေါ်အောင်ထိုးကြည့်ပါတယ်ဒါပေမဲ့အချက်ချင်းပြန်ထလာပြီးလီဒီယာကိုအတေးလဲပြန်ချလိုက်တယ်နိုင်ပေါင်းများစွာချပြီးရဲ့နောက်နှစ်ယောက်စလုံးမျက်နှာတွေဖူးယောင်ပြီးမြေကြီးပေါ်လဲကျသွားခဲ့ကြတယ်အထွက်သွားဖို့လုပ်တဲ့အခါလီဒီယာကတိုင်းပြည်ကိုကာကွယ်ဖို့သူ့ရဲ့စွမ်းအားတွေလိုအပ်တယ်လို့ပြောလိုက်တယ်ဒီစကားကြောင့်အရင်ဘောကအချစ်စိုးတငယ်ချင်းဖြစ်ခဲ့တဲ့အတယောက်တော်တော်လေးအောင်တွားခဲ့ပါတယ်ဆက်ချင်းပဲစစ်ကိုပြန်ထိန်းလိုက်ပြီးတခင်ကြီးဘာဘတ်တို့နဲ့တွေ့ဝင်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါပေမဲ့ဘာဘတ်တို့ကအလကားနေရင်ဘဒုကူမှာတွေ့ခွင့်မပေးတဲ့အတွက်ကိုစွမ်းဆောက်ရင်လည်းကိုတက်နေပြဖို့လီဒီယာကပြောလိုက်တယ်ဒါကိုအက်ကလည်းလက်ခံလိုက်တယ်နိုင်နေငယ်ကြတော့လီဒီယာကဂျင်းဒီကိုအပိုင်ချခြင်းနဲ့စိတ်နဲ့သူတို့ကိုတူမရဲ့ဆိုင်အိမ်မှာခေါ်ထားလိုက်ပါတယ်အဲ့ဒီနောက်အင်ကူလန်ဒမီကဒီအိမ်ကိုကိုတငယ်ချင်းအိမ်လို့တဘောထားဖို့လာပြောသွားခဲ့တယ်
တယ်။တူမထွက်သွားပြီးနောက်အကအတိတ်ဘဝတုန်းကဒီရာပေါ်လုပ်ခဲ့တဲ့အမားတွေအတွက်တောက်ရန်ကိုနောင်တရနေခဲ့ပါတယ်။ရက်နေခဲ့ကြတော့အနဲ့တငယ်ချင်းတွေကနှက်ဆိုမင်းကြီးရဲ့တပ်ဖွဲ့တွေနဲ့အတူစစ်မြေပြင်ကိုရောက်လာကြတယ်။ကောင်မလေးတွေကတောက်ရန်ကြောက်နေပြီမဲ့အကတော့ဒီစစ်ပွဲကိုအရင်ကတည်းကမြင်ဘူးထားလို့ဘာမှမဖြစ်ဘူးဆိုပြီးအာမခံလိုက်တယ်။စစ်ပွဲဆရာနဲ့လေဒီယာကရန်သူရဲ့စီတက်ရောက်ဝင်သွားပြီမဲ့အတို့ကတော့စီတပ်ဖွဲ့ကိုကူညီဖို့အနောက်မှာကြံခဲ့တယ်။ရုတ်တရက်ရန်သူတက်မှုဗရာကန်ရောက်လာပြီးစီတပ်ဖွဲ့ဝင်တွေကိုလျှက်စီစွမ်းအားတွေနဲ့ပြစ်ခတ်လိုက်တယ်။ဒါကထောက်ပရဲ့လမ်းချောင်းကိုဖျက်တောက်ဖို့ဒူးစားတာဖြစ်ကြောင်းအရှင်းရှင်းသဘောပေါက်လိုက်တယ်။ဒီကကြောက်လန့်မနေပဲဒါကဘာဘက်တို့နဲ့တွေ့ခွင့်ရဖို့အကောင်းဆုံးအခွင့်အရေးဆိုပြီးတွေးလိုက်ပါတယ်။ရှေ့ထဲမှာတော့ဆယ်ဖီကရန်သူရဲ့တိုက်ထဲဝင်လာပြီမဲ့အစိမ့်မရန်သူတွေမတွေ့ရလို့လေဒီယာကတခုခုလွဲနေပြီဆိုတာရိပ်မိတော့ပါတယ်။အနောက်ဘက်မှာတော့ဘက်ကန်အရှိတလန်အရှိတူးလိုက်တာနဲ့အကောင်ကိုမိခင်ပြစ်လိုက်ပါတယ်။လေဒီယာရောက်လာပြီးမိတဲ့အခါအဲ့ဒီတောက်ကောင်ကိုရှင်းလိုက်ပြီးလို့အေးဆေးပဲပြန်ပြေးလိုက်ပါတယ်။ဘရာကန်ကိုနိုင်လိုက်တာနဲ့တောက်ရန်ကြီးမာတဲ့အောင်မြင်မှုဖြစ်လို့ဘဘက်တို့နဲ့တွေ့ခွင့်ရပြီဖြစ်ကြောင်းလေဒီယာကပြောလိုက်တယ်။နောက်နေ့မှာတော့အတို့အဖွဲ့ရေတိုက်စီကိုမြင်းနဲ့တွားကြပါတယ်။ရေတိုက်ကြီးရဲ့လက်ပခန်းနာမှုကြောင့်ကောင်းမလေးတွေပါဇက်ဟောင်းတာဖြစ်နေချိန်မှာပေါ်တကရဆယ်ဖီကရေတိုက်ကြီးကတိမ်မမိုက်ဘူးလို့ဝင်ပြောလိုက်တဲ့အတွက်အလုံးဝကိုဒေါ်ရထွက်သွားခဲ့ပါတယ်။ရုတ်တရက်မီလုံးကြီးတစ်လုံးပြပောက်ခံလိုက်ရတယ်။အကအမြဲဆုံးအကာအကွယ်လုပ်ပြီးကာကွယ်လိုက်ပါတယ်။မီကိုတွေကင်းစင်သွားချိန်မှာတော့ဘဘက်တို့ရဲ့စစ်တူကြီးတူဖြစ်တဲ့အာဗာဒိုကတိုက်ခိုက်မှုကိုကာကွယ်နိုင်ခဲ့တဲ့အတွက်ချီးကျူးလိုက်တယ်။လီဒီယာကလူတစ်တွေကိုလက်အောင်လုပ်ရမလားဆိုပြီးအာဗာဒိုကိုဆဲဆိုပြီးရှာဖို့စင်ခေါ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအတန်တန်ထွက်လာပြီးအလျောက်တွေကြားတွေကနေဘဘက်တို့ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီခန်းနာတဲ့အချိန်ဝါကြောင့်အရီနာနဲ့ဂျီနီတို့ဒူရီပါရိုင်သွားကြပါတယ်။ကိုပြန်ကြည့်ပြီးနှာခေါင်းတွေးရမတက်ဖြစ်နေတဲ့ကောင်းမလေးတွေကိုကြည့်ကအတယောက်တဝန်းတူလာခဲ့တယ်။အထဲရောက်တော့ကောင်းမလေးတွေကဘဘက်တို့ကိုနှက်ဆိုမင်းကြီးလို့ခေါ်လိုက်တာကြောင့်ဘဘက်တို့ကဘဒုကိုနှက်ဆိုမင်းကြီးလို့ခေါ်တာလဲဆိုပြီးပြန်မေးလိုက်တယ်။တမိုင်းတွေပြောင်းလဲသွားပြီးနှက်ဆိုမင်းကြီးနှစ်ယောက်ဖြစ်နေတာကိုဘာသာကရှင်းပြလိုက်တယ်။ဒုတိယနှက်ဆိုမင်းကြီးကိုနေဖို့လိုအပ်ကြောင်းအခုပြောလိုက်တယ်။ဒါပေမဲ့ဘဘက်တို့ကတော့မနိုင်တဲ့နှက်ဆိုမင်းကြီးကိုရင်ဆိုင်ဖို့သူတို့မှဆွမ်းဆောင်ရည်တွေထက်လို့နေသေးကြောင်းတွေးမိလိုက်ပါတယ်။အဲ့ဒီချိန်မှာလေဒီယာရောက်လာပြီးရှီတန်ကိုအမြန်လိုက်ခဲ့ဖို့ခေါ်လိုက်တယ်။သူတို့ရင်ဆိုင်ရမယ့်သူကကျင်းစာတင့်ပရင်မပိလက်ဖြစ်ကြောင်းတီးလိုက်ရချိန်မှာတော့အတောက်ရန်ကိုလက်နွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကောင်ကအတိတ်မှာလေဒီယာကိုတီးစီခဲ့တဲ့တရားခံဖြစ်နေလို့ပါပဲ။စစ်မြေပြင်ရောက်တော့အယူစုတွေကိုအမြန်ရှင်းနေလိုက်တယ်။ရေတိုက်ထဲဝင်သွားချိန်မှာတော့မဲဘီလက်စ်ကိုခေါင်းဖျက်တက်လိုက်တဲ့တန်ချက်ကဝတ်စုံနဲ့လူတယောက်ကိုတွေ့လိုက်ရတယ်။အဲ့ဒီလူကတူကိုတူနှက်ဆိုမဲကြီးဒီစစ်စတာလို့မိတ်ဆက်လိုက်ပြီးဘဘက်တို့ရဲ့နေမျိုးတွေကိုတိမ်ပဲ့မဲ့လို့ကြီးညာသွားခဲ့ပါတယ်။နောက်နေ့မှာဘဘက်တို့ကစစ်ကောင်စီခေါ်ယူပြီးရန်သူရဲ့တိုက်ကိုတုံးရက်အတွင်းဖျက်ဆီးဖို့အမိန့်ပေးလိုက်တယ်။အဲ့ဒီနောက်ပိုင်းမှာတမိုင်းတွေဘယ်လိုပြောင်းလဲသွားလဲဆိုတာအတွင်းနေချိန်ရုတ်တရက်နဲ့ဆိုမင်းကြီးဒီစစ်စတာရောက်လာပါတယ်။သူကအုတ်ထုပ်ကိုရှို့လိုက်တဲ့အခါသူ့ရဲ့မျက်နှာကအဲ့ရဲ့အနာဂတ်ပုံစံဖြစ်နေတာကိုမြင်လိုက်ရလို့လုံဝကိုချိုးရောက်သွားခဲ့ပါတယ်။ဒီစစ်စတာကသူကတခြားကဘာကနေရောက်လာတာဖြစ်ပြီးလီဒီယာတိတ်ဆုံသွားရတဲ့ဝမ်းနည်းမှုတွေကြောင့်ကဘာကြီးကိုဖျက်ဆီးဖို့ဖျားတခင်ကစီခန့်လိုက်တာဖြစ်ကြောင်းပြောပြပါတယ်။သူကတုကိုတူတက်တိတ်ခဲ့ပေမဲ့အာဖေပြန်လဲမွေးဖွားလာပြီးဆင်းရဲဒုက္ခတွေထက်ခန့်စားနေရတာကြောင့်အခုလိုကြမ်းတမ်းတဲ့လုပ်ရက်တွေလုပ်ကလီဒီယာရဲ့လက်နဲ့အတက်ခံချင်နေတာဖြစ်ကြောင်းရှင်းပြလိုက်တယ်။ပြီးတော့တူဖွဲ့တဲ့ဝင်ဖို့ကဲလန့်လိုက်ပါတယ်။အလက်ခံတော့မဲ့အချိန်မှာပဲလီဒီယာရဲ့ဝင်းကြီးကတောက်ယူလုပ်ရက်တွေမလုပ်ဖို့လာတားလိုက်ပါတယ်။ဒါကြောင့်ဒီစစ်စတာကအရှင်ပေးမယ်ဆိုပြီးပြောက်ကွယ်သွားခဲ့ပါတယ်။နိုင်နေငယ်ကြာပြီးနောက်မှာတော့လီဒီယာကအကိုဈေးတဲ့ခေါ်သွားပြီးပို့ပါနေပြခဲ့ပါတယ်။ဒါပေမဲ့စကားများရကနေနိုင်ပေါင်းများစွာလက်တီချင်းရှင်ထိုးကြရင်နောက်ဆုံးမှမြေပြင်ပေါ်လဲကျသွားကြပါတယ်။ဒီလိုတက်ခိုက်ပြီးချိန်မှာတော့အဲ့ရဲ့စိတ်တွေကြီးလင်သွားခဲ့တယ်။အဲ့ဒီနောက်လီဒီယာကအကိုပျက်စီးနေတဲ့မြို့ဟောင်းတစ်ခုစီခေါ်သွားခဲ့တယ်။အဲ့ဒီနေရာမှာညကြီးတဲကနေထွက်လာတဲ့ဝင်းကြီးတွေကလီဒီယာကိုသူတို့မိသားစုတွေကိုတိုက်ခဲတဲ့လူတက်ကောင်မိတ်ဆာမှာဆိုပြီးကျိန်ဆဲနေကြတာကိုတွေ့လိုက်ရတယ်။လီဒီယာကအတိတ်ကစစ်ပွဲတစ်ခုမှာဒီမျိုးကိုတင်ပိုက်ဖို့တာဝန်ပေးခင်ရချိန်ဒေသခံတွေကလက်မခံပဲသူ့ရဲ့တပ်ဖွဲ့ဝင်တွေကိုပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက်သူ့လူတွေကိုကဲတင်ဖို့ဒေသခံအားလုံးကိုအစုလိုက်အပြုံလိုက်တပ်ပစ်ဖို့အမိန့်ပေးခဲ့ရတာဖြစ်ပါတယ်။အဲဒါကြောင့်လီဒီယာကသူ့ကိုယ်သူလူတက်တမာလို့ခံယူထားပြီးတိုက်ပွဲမှာပဲတိတ်ဆုံဖို့ထိုက်တန်သူဖြစ်ကြောင်းသူမဟာအဲ့အနေနဲ့အရာအားလုံးကိုစစ်သေးပြီးကဲတင်ဖို့မထိုက်တန်တဲ့သူဖြစ်ကြောင်းပြပြတတာပြောဆိုခဲ့တယ်။ရက်နိုင်ငယ်ကြာပြီးနောက်မှာတော့ဘဘက်တို့နဲ့သူ့ရဲ့စစ်တပ်ကနှဆိုးပင်ရဲ့မတည်နိုင်တဲ့စစ်တပ်ကြီးနဲ့စတင်တိုက်ခိုက်ကြပါတယ်။အဲ့ဒီချိန်မှာပဲလီဒီယာရဲ့ဆန္ဒအတိုင်းတိုက်ပွဲမှာပဲတီဆုံးခွင့်ပေးဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီအတွက်ကြောင့်သူတို့နှစ်ယောက်ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတော့တယ်။တစ်ဖက်မှာလည်းအမြဲတမ်းရှန်လက်ထားခံရလို့စိတ်တကြနေတဲ့ဂျင်းနီနဲ့အရီနာတို့စီကိုလက်သမီရောက်လာခဲ့ပါတယ်။လက်သမီကအဲ့ရဲ့အထူးလိုဝက်တာဝန်ရဆိုပြီးသူတို့နှစ်ယောက်ကိုနှဆိုးပင်ရဲ့ရဲတိုက်စီခေါ်ရခဲ့တယ်။နှဆိုးပင်ရဲ့မတည်နိုင်တဲ့စွမ်းအားဟာသူ့ရဲ့ဝင်းကြီးကိုခန္ဓာကိုယ်နဲ့ခွဲခြားပြီးအိုးတလုံးထဲမှာထည့်တွင်တိမ်ဆေးထားတဲ့မော်ပညာကြောင့်ဖြစ်ပါတယ်။အပြင်ဘက်မှာဘဘတ်တို့ကအာဂျုံတွေတက်ခိုက်ပေးနေချိန်မှာဂျင်းနီနဲ့အရီနာတို့ကအဲ့ဒီဝင်းကြီးအိုးကိုတွားရောက်ဖျက်ဆီးရမှာဖြစ်ပါတယ်။ဒါပေမဲ့ရဲတိုက်ထဲရောက်ပြီးဝင်းကြီးအိုးကိုဖျက်ဆီးဖို့ကြိုးစားချိန်မှာပဲသူတို့နှစ်ယောက်လုံးထောင်ချောက်ထဲကျပြီးလက်ဝါကတ်တိုင်မှာချီနှောက်ခံလိုက်ရတယ်။တကယ်တော့လက်သားမီဟာသူတို့ကိုတစ္ဆာဖောက်ပြီးထောင်ချောက်ဆင်ခဲ့တာပါ။ဂျင်းနီကအရှုံးမပေးပဲတူမရဲ့ထူးခြားတဲ့မော်ပညာကိုတုံးကအရီနာနဲ့သူအရှိနာတွေကိုဖျက်ဆီးပေးခဲ့တယ်။လက်သားမီကနဲ့ဆိုးတွေကိုခေါ်ထုတ်ပြီးပြန်လည်တက်ခိုက်ပြီးမဲ့ကန်ကောင်းထောင်းမစွာနဲ့ပဲလီဒီယာကိုရန်ရောက်လာပြီးမင်းကလေးနှစ်ယောက်ကိုကဲတင်ပေးခဲ့တယ်။လက်သားမီကတူမအနေနဲ့လီဒီယာရဲ့အတက်ကိုကဲတင်ခြင်းလို့အခုလိုလုပ်ရတာဖြစ်ကြောင်းပြောပြီးမဲ့လီဒီယာကတူရဲ့ကံကြမ္မာကိုဘယ်သူမှဝင်မစွတ်ဖက်ဖို့နဲ့အားလုံးငြိမ်းချမ်းတဲ့ကဘာကြီးအတွက်တိုက်ပွဲဝင်ရင်နဲ့တိတ်ဆုံးခြင်းကြောင့်ပြပြတနာပြောဆိုကဝင်းကြီးအိုကိုပြက်ခွဲဖျက်ဆီးလိုက်ပါတယ်။ဝင်းကြီးကိုပျက်စီးသွားတဲ့အတွက်နှဆိုးပင်လည်းမတည်နိုင်တဲ့ဆွမ်းအားတွေပြော့ကွယ်သွားတယ်။နှဆိုးပင်ကတူရှိရတဲ့လီဒီယာကိုကဲတင်ဖို့အတွက်အရာအလုံးကိုဖျက်ဆီးပေးဖို့ကြိုးစားခဲ့ပြီးမဲ့အဲ့ကတော့နှဆိုးပင်ဟာအပစ်ရှိစိတ်ကနေလူမျိုးရှင်ုံတက်တာဖြစ်တယ်ဆိုတာကိုထောက်ပြခဲ့တယ်။နောက်ဆုံးမှာတော့အဟာလီဒီယာရဲ့ဝင်းကြီးအကူညီနဲ့အတူသူ့ရဲ့ဓာတ်ကိုနှဆိုးပင်ရဲ့ကိုယ်တဲ့ဖိုးတွင်းကအဆုံးသတ်ပေးလိုက်နိုင်ပါတယ်။နှဆိုးပင်တည်သွားပြီးနောက်မှာတော့အဲ့နဲ့သူငယ်ချင်းတွေကသူတို့ရဲ့မူလအရှင်ကာလာစီကိုတဖြည်းဖြည်းပြန်လည်ရောက်ရှိသွားဖို့ဖြစ်လာပါတယ်။မပြန်လေးခင်မှာပဲလီဒီယာကဂျင်းနီနဲ့အရီနာတို့ကိုသူတို့ဟာအနာဂတ်ကလာတဲ့သူတွေဆိုတာတူမတိနေခဲ့ကြောင်းနဲ့အနာဂတ်မှာအားလုံးပျော်ရွှင်ကြရဲ့လာလို့မေးခဲ့ပါတယ်။မိန်းကလေးတွေကအားလုံးအရန်ပျော်ရွှင်ကြကြောင်းဖြေလိုက်တဲ့အခါမှာတော့လီဒီယာကသူ့ရဲ့ကျူးစာအားထုတ်မှုတွေအရာထင်ခဲ့ပြီဆိုပြီးဝမ်းနည်းသွားခဲ့ပါတယ်။အဲ့ဒီနောက်မိန်းကလေး
တွေကိုဖက်လေတကင်းနှုတ်ဆက်ပြီးအက်စီကိုသတင်းစကားတစ်ခုပါလိုက်ပါတယ်ရှက်ရှင်းဆိုသလိုပဲသူတို့အားလုံးရထားလုံးထဲမှာဆယ်ဖီရဲ့နိုးခြင်းကိုခံလိုက်ရပြီးအဲ့ရကနိုးလာခဲ့ပါတယ်သူတို့အားလုံးအနာဂတ်ကိုဘေးကင်းနဲ့ပြန်ရောက်လာခဲ့ပါပြီရထားလုံးတွေကအထွက်မှာတော့အရီနာကအက်ကိုဘာတွေပဲဖြစ်နေပါစေအမြဲတမ်းအကောင်းဆုံးတငယ်ချင်းတွေအဖြစ်ရှိနေမယ်ဆိုတဲ့လီလီယန်နောက်ဆုံးသတင်းစကားလေးကိုပြပြပေးလိုက်ပါတယ်အဲ့ဒီရှိမှာပဲအက်ကတူကိုကြည့်ပြီးပုံပြနေတဲ့လီလီယန်ဝင်းကြီးလေးကိုနောက်ဆုံးအနေနဲ့မြင်တွေ့လိုက်ရပြီးဇလန်လေးကဒီမှာပဲပြီးဆုံးသွားပါပြီဗျနောက်9ရက်လောက်ပြန်ခွဲကြပါမယ်အားပေးကြတဲ့ငယ်ချင်းအားလုံးကို Thank you all big time